ဒီနေ့မှာတော့အမကလေဒီပုံမှာပြထားတဲ့အင်ဂျီပုံလေးပေါ့နော်အရန်ကိုမှလွယ်တဲ့အင်ဂျီပုံလေးကိုအမကပတ်တန်ဆွဲပြမှာဖြစ်ပါတယ်အဲ့တော့မတို့တွေကဒီအင်ဂျီကိုပတ်တန်ဆွဲတော့မယ်ဆိုတော့မဒါကိုညီမလေးတို့ကပိတ်စလို့ပဲခဏမြင်ပြီးနော်ပတ်တန်လို့မမြင်နဲ့ဒါလေးကိုပိတ်စပုံစံမျိုးလေးမှခောက်လိုက်ပြီးပေါ့နော်အနာသားလေးကိုပူးပြီးတော့ခောက်လိုက်မယ်မဒီလိုပုံစံလေးမှခောက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါပိတ်စလေးကိုအမခောက်လိုက်ပြီးအလှကတော့ဘယ်ဘက်ဖြစ်ရရနော်ဘယ်ဘက်ဟိုဘက်လှဒီဘက်လှရတယ်ဒါမှတို့ပိတ်စခောက်လိုက်ပြီးပေါ့ကွယ်နော်ဒါဆိုလို့ရှိရင်မတို့တွေပိတ်စခောက်ပြီးပြီဆိုလို့ရှိရင်သူ့ရဲ့အရှည်ပေါ့သူ့ရဲ့အရှည်ကကိုယ်တွေကခါထီပဲလာတင်ကိုဖုံးတာပဲလာဘယ်အရှည်ဖြစ်ကြိုက်တဲ့အရှည်ပေါ့နော်အဲ့ဒီအရှည်ကိုမတို့ကအရှည်ကိုမှတ်မယ်ဆိုဒီပခုံးထိတ်ကနေပြီးတော့ဒီအောက်ကိုအရှည်ကိုမှတ်မယ်ပေါ့နော်ပြီးလို့ရှိရင်မတို့ကထုံးစံအတိုင်းမတို့တွေဘာလာမလဲဆိုရင်ပခုံးလာမယ်ရင်လာမယ်နော်ဟုတ်တယ်နော်မတို့နောက်ဆန်းစွဲရင်လာသလိုမျိုးလေးအဲ့တော့မတို့ကရင်မှတ်လေးပေါ့နော်သူ့ရဲ့ရင်လေးဟိုမှာသူ့ရဲ့ရင်ကဟိုမှာထားပါတော့ပတ်လေဟိုမှာသူ့ရဲ့ရင်လေးက32ရှိရဆိုရင်34လောက်ထား35လောက်ထားပေါ့နော်အဲ့လိုမျိုးလေးပေါ့2လက်မ3လက်မလောက်ပို့လိုက်နော်အဲ့တော့မတို့ဒီမှာဆွဲနေပြီပခုံးဆိုလဲပခုံးနေရရင်ဆိုလဲရင်နေရပေါ့နော်အမတို့ဆွဲနေကြအတိုင်းပဲမှဆွဲပြမယ်သူကလေညီမလေးတို့တွေကလေဒါကြည့်လို့ရှိရင်တော့ခက်မလို့နဲ့ဒါတကယ်တော့အရန်လွယ်တဲ့ပုံလေးနော်ဒီမှာပခုံးဒီမှာထုတ်တွေထုံးစံတိုင်းပဲပခုံးလာမယ်ရင်လာမယ်ပေါ့နော်အဲ့ဒါလေးပဲနော်ဘာမှမပါဘူးစမ်းတာအဲ့တော့အမလောလောဆယ်ဆော့ပင်ထဲမှာဆွဲပြမယ်ဘာဖြစ်လဲဆိုတော့မမြင်ရမှကြောက်လို့လေအမဆော့ပင်လေးနဲ့ဆွဲပြပါမယ်ကဲဒါဆိုလို့ရှိရင်ဒီမှာဒီလိုလေးဆွဲမယ်ဒါဂျိုင်းလေးပေါ့နော်ဒါဂျိုင်းကညီမလေးတို့တွေကဒီလိုတောက်ချိုမချိုလဲရတယ်အမမြင်ရအောင်လေတချို့ beginner လေးတွေပါမြင်ရအောင်အမဂျိုင်းကိုတောက်ချိုဆွဲပြလိုက်တာပေါ့နော်ကဲဒီမှာအဒီအရှည်ပေါ့နော်ဒီအရှည်ကဘာမှလောက်ဆရာမလိုဘူးစောနာမပြောသလိုပဲသူ့အရှည်ကအရှည်တိုင်းပဲနော်20ရှိ22ရှိ25ရှိဘယ်လောက်ရှိပေါ့နော်ရှိတယ်လောက်ရှိအဲ့အရှည်နေရာမှာပဲတဲ့လေးပဲသွားမယ်နော်ကဲဒါဆိုလို့ရှိရင်မတို့ဒီမှာပေါ့နော်ဒီနေရာလေးနဲ့ဒီနေရာလေးမတို့ဂျိုင်းဆွဲနေကြအတိုင်းလေးပဲဆွဲလိုက်နောက်ချမ်းပဲဖြစ်ဖြစ်ရှေ့ချမ်းပဲဖြစ်ဖြစ်ဘာမှမလိုဘူးနော်အမတို့အပွားတယ်လေးဆိုတော့ဘာမှမလိုဘူးတိုင်းလေးပဲပုံမှန်လေးပဲဆွဲနေကြအတိုင်းဆွဲပြီးလို့ရှိရင်ပခုံးဒီထိတ်ကလေးနဲ့ဒီအောင်းနဲ့ဒီတောက်ချိုးလေးနဲ့ကိုအလဲဆန္ဒမှတ်မယ်နော်ဒီနေရာလေးကဲအလဲဆန္ဒမှတ်လိုက်ပြီးအဲ့ဒီမြင်းလေးကိုဆွဲလိုက်ဟုတ်ပြီနော်အဲ့ဒီမြင်းလေးကိုဆွဲလိုက်မယ်ဆိုလို့ရှိရင်ဒါပြီးသွားပြီနော်ပြီးသွားပြီဆိုတော့မတို့ဘာလောက်ကမလဲဆိုလို့ရှိရင်အဲ့ဒီတိုင်ကိုမတို့ညှက်လိုက်မယ်နော်အမကတော့ပတန်ပြတာဆိုတော့ပတန်ပေါ်မှာညှက်လိုက်တာပေါ့နော်ညီမလေးတို့တွေကကြတော့မတို့တွေညီမလေးတို့တွေကြတော့ပိတ်စပေါ်လေးကိုညှက်လိုက်ရုံပါပဲရှင်ဒါဆိုလို့ရှိရင်မညှက်လိုက်တော့မယ်နော်ဒီတိုင်းလေးပဲညှက်လိုက်ရုံပါပဲရှေ့ချောင်းနောက်ချမ်းကိုဒီတိုင်းလေးပဲညှက်ပါဘာမှလှုပ်ရှားမလို့ပေါ့နော်လွယ်လေးပါတက်စီညက်စရာမလိုဘူးပိတ်စာကိုဥပမာစောနာလို့နှစ်ခေါက်လို့မဟုတ်ရင်တော့မှပိတ်စာကိုနှစ်လွှာကင်လိုက်ပြီးခောက်ချလိုက်လို့ရှိရင်ဘယ်နှရွက်ဖြစ်မလဲဒီလိုခောက်ပြီးသားဆိုရင်နှစ်ရွက်ဖြစ်